အမျိုးသမီးတွေကိုတန်ဖိုးဖြတ်ပြီးလက်ထပ်နေကြတယ်ကဘာတွန်းကထူးဆန်းတဲ့အိမ်တောင်ရေးဒလိများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ခေတ်လိုလင်းလင်းမြန်မြန်တိုးတက်နေတဲ့ကဘာကြီးမှာတော့တချို့နိုင်ငံတွေမှာအမျိုးသမီးတွေရဲ့အခမ်းကဏ္ဍကခလေးမွေးပိုးနဲ့မိသားစုကိုပြုစုစောင့်ရှောက်ဖို့လောက်ပဲဖြစ်နေပါသေးတယ်ကိုပိုင်တိုးတက်မှုဒါမှမဟုတ်အလောက်ကန်ခွင့်လန်းတွေကလည်းအတော့ကိုကန့်သက်ခံထားရတာပါဒီဗီဒီယိုမှာတော့အိမ်တော်ရေးဆိုတာကိုအမျိုးသမီးတွေပေါ်တန်ဖိုးဖြတ်သတ်မှတ်ထားတဲ့စနစ်တွေနဲ့ပုံဖော်ထားဆဲရှိနေသေးတဲ့နိုင်ငံရှင်းနိုင်ငံအကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ပါဝင်စားရေးဆိုရင်တော့အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးဒီစီစဉ်လေးမစတင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့နဲ့အစီအစဉ်သစ်တွေလည်းမလို့ရအောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့တောင်းဆိုရင်းအစဉ်သစ်ဖြစ်ပြီးဆိုတော့အခုပဲစလိုက်ကြရအောင်ပါအီဂျစ်နိုင်ငံကနိုင်ငံသားမျိုးသားတွေဇနီးလောင်းလာရောက်ရှာဖွေကြတဲ့နာမည်ကြီးတဲ့နေရာတစ်ခုဆိုတာတင်သိပါသလားအထူးသဖြင့်အစ္စလာမ်ယဉ်ကျေးမှုကိုနှစ်သက်ပြီးအာရပ်အမျိုးသမီးတွေရဲ့ထူခြားတဲ့လှပကိုဆွဲလန်းသူတွေကြားမှာအီဂျစ်တို့သမီးလေးတွေကနိုင်ငံတကာအိမ်အောင်ရေးစိတ်ကော့မှာပို့ပြီးတော့ရေပန်းစားလာခဲ့ပါပြီစပင်အနက်ရောင်ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းညွညူဒါမှမဟုတ်မျက်လုံးအယောင်ဖြော့ဖြော့လေးတွေတင်ရှားတဲ့မျက်ခုံးတန်းတွေနဲ့တောက်ပါတဲ့အသားရည်ရှိကြတဲ့ဒီအမျိုးသမီးလေးတွေကသူတို့ရဲ့သစ္စာရှိမှုကျင်နာမှုနဲ့ဆရာထက်သန်မှုတွေကြောင့်လူသိများကြပါရီအီဂျစ်မှာစင်ရဲမွဲတင်မှုနှုန်းကစိုးရင်စရာကောင်းလောက်အောင်မြင့်မားနေပြီးလူဦးရေ30ရာခိုင်နှုန်းကျော်ကစင်ရဲနွမ်းပါမှုမြင့်အောင်မှနေထိုင်နေကြရတာပါအထူးသဖြင့်ကျေးလက်ဒေသကမိသားစုတွေကသားသမီးတွေကိုကျွေးမွေးဖို့ရုန်းကန်နေရပြီးငွေကြေးရေးအခြေအနေကောင်းမွန်လာဖို့အတွက်သမီးဖြိုလေးတွေကိုအိမ်အောင်ချပေးလေးရှိကြပါရီဆယ်စုနှစ်ပေါင်းများစွာကလေးကပင်လယ်ကွေ့အာရပ်နိုင်ငံတွေကအမျိုးသားတွေကအသက်ငယ်တဲ့ဇနီးလောင်းတွေကိုလာရောက်ရှာဖွေကြပြီးမိသားစုတွေကိုငွေကြေးထောက်ပံ့မှုတွေပေးလေးရှိပါရီကာကွယ်ပေးထားတဲ့ဥပဒေတွေရှိပေမဲ့လည်းဥပဒေဟာကွက်တွေကိုအသုံးချပြီးဒီလိုအိမ်အောင်ရေးမျိုးကိုယာယီပဲပြုလုပ်ကြတာပါအဲ့ဒီအမျိုးသားကအီဂျစ်မှာရှိနေသူပဲအိမ်အောင်ရေးကတည်မြဲပြီးသူအိမ်ပြန်သွားတဲ့အခါမှာတော့ဒီမျိုးသမီးကကွာရှင်းပြတ်ဆဲခြင်းခံရရင်အနာဂတ်မရေမရာနဲ့ကြံရည်ခဲ့ရပါရီဒီလိုစီစဉ်မှုတွေမှာပြန်မြတင်တောင်းငွေကအမေရိကန်ဒေါ်လာ2000ခန့်ရှိပြီးရုံးကန်နေရတဲ့မိသားစုတွေအတွက်တော့ဒါဟာခဏတာအဆင်ပြေစေမဲ့နည်းလမ်းတစ်ခုဖြစ်နေတာပါဒါပေမဲ့ဒီအိမ်အောင်ရေးတွေကရေရှည်တည်ငြိမ်မှုဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာပြည့်စုံမှုကိုတော့မပေးနိုင်ပါဘူးအီဂျစ်မျိုးသမီးတွေကဘာကြောင့်အနောက်တိုင်းကခင်မုန်းတွေကိုရှာဖွေကြတာလဲအကြောင်းရင်းကတော့အများပြားရှိပါရီအီဂျစ်ကခင်မီအောင်စူးစမ်းနေပေမဲ့အခုထိအမျိုးသားဥဆောင်တဲ့စနစ်ကအားကောင်းနေစေဖြစ်ပြီးအမျိုးသမီးတွေအတွက်အခွင့်အလမ်းနဲ့ရပိုင်ခွင့်တွေနဲ့ပါလို့နေစေပါပြီအီဂျစ်မျိုးသမီးများစုကသူတို့ရဲ့နိုင်ငံမှာဒုတိယတန်းစားနိုင်ငံသားတွေလိုဆက်ဆံခံရတယ်လို့ခံစားကြရပြီးသူတို့လိုချင်တဲ့လွတ်လပ်ခွင့်တွေကိုညှင်းပယ်ခံထားရပါရီတချို့ကိစ္စတွေမှာတော့သူတို့ရဲ့သဘောဆန္ဒမပါဘဲအတင်းကျပ်အိမ်အောင်ချပေးတာမျိုးတွေရှိနေပါရီဒါကြောင့်ဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကနေလွတ်မြောက်ဖို့အတွက်အနောက်တိုင်းကအမျိုးသားတွေနဲ့လက်ထပ်ဖို့ပို့ပြီးတော့စ조사လာကြတာဖြစ်ပါရီတောင်ကိုရီးယားနိုင်ငံတရားဝင်စည်းစည်းအရတောင်ကိုရီးယားနိုင်ငံရဲ့ခလေးမှုဖွားနှုန်းကအမျိုးသမီးတအုပ်ကို3.8ရောက်ထိကျဆင်းသွားခဲ့ပါရီဒါကကမ္ဘာပြန်မြနှုန်း2.4ရောက်နေရှင်ရင်အလုံးကုန်နေပါနေတာပါဒါကြောင့်ကိုရီးယားမျိုးသမီးတွေကနိုင်ငံသားမှာခင်မုန်းလောင်းရှာလာကြသလိုမိဘတွေကလည်းတခြားနိုင်ငံကအမျိုးသားတွေနဲ့လက်ထပ်ဖို့ကိုတိုက်တွန်းလာခဲ့ကြပါရီအမျိုးသမီးတွေကိုလေးစားပြီးဒန်းတူညီများဆက်ဆံမဲ့နိုင်ငံသားတွေနဲ့ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ website တွေကနေတဆင့်ရှာဖွေလာခဲ့ကြတာပါဒီလို website တွေမှာမှတ်ပုံနေကြီးကဒေါ်လာ1500ခန့်ကုန်ကြပြီးဇနီးလောင်းနဲ့တွေ့ဖို့ကိုရီးယားကိုလာမယ်ဆိုရင်တော့ဒေါ်လာ6000ကျော်လောက်ကိုကုန်ကြနိုင်ပါရီဒီလိုဖြစ်လာရတဲ့အဓိကအကြောင်းရင်းကတော့ကိုရီးယားမျိုးသမီးတွေကဒေသခံအမျိုးသားတွေနဲ့ထုံတန်းစင်လာအိမ်အောင်ပြူတာဒါမှမဟုတ်တမယိုးကြမိခင်ဘဝရွေးချယ်တာမျိုးတွေကိုဆွန့်လွတ်လာကြလို့ပါပဲဒါဟာလူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာတင်းမာမှုတွေကြောင့်ဖြစ်ပါရီတပတ်မှလည်းကျေးလက်ဒေသကကိုရီးယားမျိုးသားတွေကပြည်တွင်းမှာဇနီးရှာဖို့ခက်ခဲလာတာကြောင့်ဗီယက်နမ်နဲ့တရုတ်လိုနိုင်ငံတွေကနေဇနီးလောင်းတွေကိုရှာဖွေလာကြပါရီနိုင်ငံခြားကဇနီးလောင်းတအုပ်နဲ့လက်ထပ်ဖို့အတွက်ဒေါ်လာ1000ကျော်ထိကုန်ကြနိုင်တာကြောင့်စီးပွားရေးမပြေလည်တဲ့ကျေးလက်ကအမျိုးသားတွေအတွက်တော့အခက်အခဲဖြစ်နေရပါရီဒါတွေမကပဲအမျိုးသမီးတွေကိုခွင့်ပြုချက်မရှိဘဲတပ်ပုံခိုးရိုက်တာဒါမှမဟုတ်ပုဂ္ဂိုလ်ရေးဆိုင်ရာတပ်ပုံတွေကိုဖြန့်ဝေတာလိုမျိုးdigital ရာဇဝတ်မှုတွေများပြားလာတာကြောင့်ကိုရီးယားမျိုးသမီးတွေကဒေသခံအမျိုးသားတွေအပေါ်ယုံကြည်မှုနည်းပါးလာကြတာဖြစ်ပါရီဒီတော့ကိုရီးယားမျိုးသမီးတွေကဘာကြောင့်နိုင်ငံသားတွေကြားမှာဆွဲဆောင်မှုရှိနေတာလဲသူတို့ရဲ့ခက်ဝိုင်းဝိုင်းမျက်လုံးတွေအပြစ်နာစာကင်းတဲ့အသားရည်နဲ့အချိုးကျလှပတဲ့ခန္ဓာကိုယ်တွေကြောင့်လို့အများစုကဆိုတတ်ကြပြီးအယုတ်လေးတွေနဲ့တောင်တူတယ်လို့လည်းတင်စားထားကြပါရီအလှအပကလည်းကိုရီးယားယဉ်ကျေးမှုရဲ့အဓိကအစိပ်ပိုင်းဖြစ်နေတာကြောင့်အမျိုးသမီးတွေကအသားရည်ထိမ့်သိမ်းမှုနဲ့အလှကုန်တွေအတွက်တစ်နှစ်ကိုဒေါ်လာ1000ချီကိုအသုံးပြုနေကြပါရီသူတို့ကခေတ်မီဆုံး fashion တွေသပင်ပုံစံတွေနဲ့လက်သေးအလှပတွေကိုအမြဲဂရုစိုက်တတ်ကြတာပါဗီယက်နမ်နိုင်ငံအာရှသူတို့သမီးရှာဖွေတဲ့ကဗီယက်နမ်ကိုအရင်ဆုံးမစင်စားမိတတ်ကြပေမဲ့အခုနောက်ပိုင်းမှာတော့အနောက်တိုင်းမျိုးသားတွေကြားမှာအိမ်တောင်ပတ်ရှာဖို့ရေပန်းစားတဲ့နေရာတစ်ခုဖြစ်လာနေပါရီ2019ခုနှစ်တခုတည်းမှာတင်ဗီယက်နမ်မျိုးသမီး1800နီးပါးကစစ်ဆက်ထားသူဗီဇာနဲ့အမေရိကန်ကိုတွားရောက်ခဲ့ကြပါရီဗီယက်နမ်မျိုးသမီးတအုပ်နဲ့လက်ထပ်ဖို့စိတ်ဝင်စားတဲ့မျိုးသားတွေအနေနဲ့ကုန်ကြမ်းစိတ်တွေကိုလည်းတည်ထားဖို့တော့လိုအပ်ပါရီခရီးစရိတ်တဲခိုစရိတ်နဲ့စားတောက်စရိတ်တွေပါဝင်လူကိုယ်တိုင်တွေးဆောင်နိုင်ဖို့အတွက်ဒေါ်လာ800ကနေ2000အထိကိုကုန်ကြနိုင်တာပါဒီတော့ဗီယက်နမ်မျိုးသမီးတွေကဘာကြောင့်ဒီလောက်ထိကိုအရှာများနေရတာလဲအနောက်နိုင်ငံကမျိုးသားတွေဗီယက်နမ်မျိုးသမီးတွေကိုလက်ထပ်ဖို့ရွေးချယ်ရတဲ့အဓိကအကြောင်းရင်းကတော့သူတို့ရဲ့တာဝန်ယူမှုစိတ်ဓာတ်ကြောင့်ပဲဖြစ်ပါရီ
ဗီယက်နမ်မျိုးသမီးတွေကမိသားစုကိုငွေကြေးအရထောက်ပံ့တယ်လို့ဒါဘက်မှလည်းအိမ်တော်မှုကိုပါလစ်ဟင်းမှုမရှိအောင်ခေစိုက်တတ်ကြတာပါဒီလိုရှာဖွေကျွေးမွေးသူရောပြုစုဆောင်ရှောက်သူပါဖြစ်နေတဲ့သူတို့ရဲ့အရေးချင်းကိုတည်ငြိမ်တဲ့အိမ်တော်ရေးလိုချင်တဲ့အမျိုးသားတိုင်းကအတော်လေးကိုတန်ဖိုးထားကြပါသည်ဒါတွေမကသည်ပဲသူတို့ကပြဿနာတွေကိုနားလည်မှုရှိရှိနဲ့ဖြေရှင်းတတ်ကြတယ်လို့လည်းနာမည်ရတတ်ပါသေးတယ်စိတ်ဝင်စားစရာကောင်းတာကဗီယက်နမ်မျိုးသမီးအများစုကသူတို့ထက်9နှစ်ကနေ10နှစ်လောက်ကြီးတဲ့အမျိုးသားတွေကိုပို့ပြီးတော့နှစ်သက်ကြတာကိုပါဒါကတော့ဗီယက်နမ်တို့ရဲ့ယဉ်ကျေးမှုအရအသက်ကြီးတဲ့အမျိုးသားတွေကစိတ်ဓာတ်ပိုင်းဆိုင်ရာရောငွေကြေးအရာပါပို့ပြီးတော့တည်ငြိမ်တယ်လို့ယူဆကြတာအကြောင်းဖြစ်ပါသည်သူတို့ကတဘာဝတိုင်းလှပတဲ့အသားရည်နဲ့တောက်ပနတ်မောင်နဲ့စံသားတွေကိုပိုင်ဆိုင်ထားကြပြီးဇနီးကောင်းတစ်ယောက်ဖြစ်တာကိုဂုဏ်ယူတတ်ကြတယ်လို့သူတို့ရဲ့ခင်မောအတွက်အကောင်းဆုံးဖြစ်နိုင်အောင်လည်းအမြဲကြိုးစားတတ်ကြပါသည်နောက်ထပ်ဆွဲဆောင်မှုရှိတဲ့ထူးခြားချက်ကတော့ဗီယက်နမ်မျိုးသမီးတွေကပညာရေးချင်းမြင့်မားကြတာဖြစ်ပြီး2021ခုနှစ်ရဲ့ကမ္ဘာစစ်တမ်းတွေအရစာတမ်းများမှုနှုန်းက98.8ခွန်ရာခိုင်နှုန်းအထိရှိပါသည်မလေးရှားနိုင်ငံရင်ကျင်းမှုပေါင်းစုံနဲ့ရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့မလေးရှားမှာလည်းဒီလိုအိမ်တော်ရေးဈေးကွက်ကစိတ်ဝင်စားစရာဖြစ်လာပါသည်လူဦးရေ32တန်းကျော်ရှိတဲ့မလေးရှားနိုင်ငံမှာအမျိုးသမီးတွေကသူတို့ရဲ့အလှပသစ္စာရှိမှုနဲ့ရိုးရာတန်ဖိုးတွေကိုထိန်းသိမ်းမှုတွေအကြောင်းလူသိများကြပါသည်မလေးရှားမှာမလေးတရုတ်နဲ့အိန္ဒိယလူမျိုးစုတွေရှိကြပြီးလူမျိုးအလိုက်ဝိသေသတွေမတူညီကြပါဘူးတရုတ်မျိုးသမီးတွေကအနောက်တိုင်းယဉ်ကျေးမှုကိုပို့ပြီးတော့လက်ခံတတ်ကြတယ်လို့မလေးအမျိုးသမီးတွေကတော့အစ္စလမ်ဘာသာတရားဖို့ကိုအခြေခံတဲ့ရှေးရိုးဆွဲတန်ဖိုးတွေကိုပို့ပြီးတော့ထိန်းသိမ်းကြပါသည်မလေးရှားမှာစီးပွားရေးကဖွံ့ဖြိုးနေပေမဲ့မြို့ပြနဲ့ကျေးလက်ကြားမှာတော့ဆင်းရဲချမ်းသာကွာဟမှုတွေကရှိနေသေးပါပဲရိုးရာအယူဆတွေကြောင့်အမျိုးသမီးတွေရဲ့တိုးတက်မှုကကန့်သက်ခံထားရတယ်လို့ခံစားရတာကြောင့်နိုင်ငံသားနဲ့လက်ထပ်ရင်ပို့ပြီးတော့လွတ်လပ်ခွင့်နဲ့တန်းတူညီမျှခွင့်ရနိုင်မယ်လို့သူတို့ကယုံကြည်ကြပါသည်အခုအခါမှာတော့ online website တွေကနေတဆင့်နိုင်ငံသားမျိုးသားတွေနဲ့လွတ်လပ်ကူကူဆက်သွယ်လာနိုင်ကြပြီးဒီအတွက်ကုန်ကျစရိတ်ကဒေါ်လာ900ကနေတကယ်လို့သူတို့သမီးလောင်းကိုလူချင်းတွေးဆုံဖို့မလေးရှားထိပါထွက်လာခဲ့မယ်ဆိုရင်တော့ဒေါ်လာ2000ဝန်းကျင်ထိကိုရှိသွားနိုင်ပါသည်တရုတ်နိုင်ငံရဲ့ထင်ရှားတဲ့ delay တစ်ခုကြောင့်လက်တလောခံမှန်းချက်တွေအရတရုတ်နိုင်ငံမှာအမျိုးသမီးတွေထက်အမျိုးသားဦးရေက34တန်းလောက်ပိုများနေပါသည်ပြောရရင်တော့တရုတ်နိုင်ငံရဲ့အထင်ရှားဆုံး delay တစ်ခုကသူတို့သားဒါမှမဟုတ်သူတို့သားရဲ့မိသားစုဘက်ကနေသူတို့သမီးမိသားစုစီကိုငွေကြေးဒါမှမဟုတ်တန်ဖိုးကြီးပစ္စည်းတွေပေးရတဲ့သူတို့သမီးတင်တောင်းကြီးဆိုတဲ့အယူဆပဲဖြစ်ပါသည်ဒီတလေးကရှေ့ချပြီးတော့ရှေ့လျားတဲ့သမိုင်းကြောင်းတွေရှိခဲ့ပေမဲ့တရုတ်နိုင်ငံရဲ့ထူးခြားတဲ့လူဦးရေဆိုင်ရာစိန်ခေါ်မှုတွေကြောင့်အခုနောက်ပိုင်းမှာပို့ပြီးတော့အရေးပါလာခဲ့တာပါ1980ခုနှစ်မှာလူဦးရေတိုးနှုန်းကိုထိန်းချုပ်ဖို့ချမှတ်ခဲ့တဲ့တရုတ်နိုင်ငံရဲ့နာမည်ကျော်သားသမီးတစ်ယောက်ပဲယူရမယ်ဆိုတဲ့မူဝါဒကနိုင်ငံရဲ့ကြားမှာအချိုးစားဖို့ကိုအကြီးကျယ်တိုက်ရောက်မှုရှိစေခဲ့ပါသည်မိသားစုတော်တော်များများကသူတို့အသက်ကြီးလာတဲ့အခါသားတွေကပဲငွေကြေးရပို့ပြီးတော့ထောက်ပံ့နိုင်မယ်လို့ယုံကြည်ကြတာကြောင့်သားယောက်ျားလေးကိုရဖို့ကိုပဲပို့ပြီးတော့ဦးစားပေးခဲ့ကြတာပါရလက်ကတော့လက်တလောခံမှန်းချက်တွေရတရုတ်နိုင်ငံမှာအမျိုးသမီးတွေထက်အမျိုးသားဦးရေက34တန်းလောက်ပိုများနေတာကြောင့်အိမ်တောင်ဘက်ရှာဖွေရတဲ့ဈေးကွက်မှာမမျှမတဖြစ်နေရပါသည်ဒါကြောင့်ပဲအမျိုးသားတွေကဇနီးရဖို့အတွက်အပြိုင်ဆိုင်စ조사လာကြပြီးသူတို့သမီးတင်တောင်းကြီးတွေလည်းတက်လာခဲ့တာပါတရုတ်နိုင်ငံရဲ့တချို့နေရာတွေမှာပြန်မြတင်တောင်းကြီးကအမေရိကန်ဒေါ်လာ2000ဝန်းကျင်ရှိပေမဲ့ချမ်းသာတဲ့ဒါမှမဟုတ်အပြိုင်ဆိုင်များတဲ့ဒေသတွေမှာတော့ဒေါ်လာ9000ဒါမှမဟုတ်အဲ့ဒီထက်မကပိုပြီးတော့ကိုမြင့်တက်သွားနိုင်ပါသည်ဒီလိုလူမှုရေးအပြောင်းလဲတွေရဲ့နောက်ဆက်တွဲရလဒ်နောက်တစ်ခုကတော့ရှန်နိုလို့ခေါ်တဲ့အတုံးနှုံပေါ်ပေါက်လာတာပဲဖြစ်ပါသည်ဒါတရုတ်လူဖွဲ့စည်းမှာအသက်29နှစ်ကျော်တဲ့အထိအိမ်အောင်မပြူရသေးတဲ့အမျိုးသမီးတွေကိုကြံရဲ့အမျိုးသမီးများဒါမှမဟုတ်တကိုရဲ့အမျိုးသမီးများလို့တစိမ့်ကခေါ်ဝေါ်ကြတာပါတရုတ်အမျိုးသမီးတွေရဲ့နိုင်ငံသားနဲ့အိမ်အောင်ပြူတဲ့အလေးထားကလည်းတဖြည်းဖြည်းတိုးတက်လာနေပါသည်ဥပမာအနေနဲ့2021ခုနှစ်တနှစ်ထဲမှာရှန်ဟိုင်းမြို့ကအမျိုးသမီး949ဦးကနိုင်ငံသားအမျိုးသားတွေနဲ့လက်ထပ်ခဲ့ကြပါသည်တချို့နာမည်ကျော်တွေတော့တရုတ်အမျိုးသမီးတွေကိုပို့ပြီးတော့သဘောကျကြောင်းလူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ကြသေးတယ်လို့မီဒီယာလောကရဲ့အကျော်မော်ရူဘတ်မာဒေါကလည်း1တီတိတ်နဲ့14နှစ်နီးပါးလောက်လက်တွဲခဲ့တာပါအိန္ဒိယနိုင်ငံကလည်းရေရှည်လက်တွဲဖို့ဇနီးကောင်းရှာနေတဲ့နိုင်ငံသားမျိုးသားတွေအတွက်စိတ်ဝင်စားစရာနေရာတစ်ခုဖြစ်ပါသည်အမျိုးသားမိသားစုကျမ်းမာရေးစစ်တမ်းရဲ့လေ့လာချက်အရအိန္ဒိယအမျိုးသမီး85ရာခိုင်နှုန်းနီးပါးကသူတို့ရဲ့ပထမဆုံးအိမ်အောင်ဘက်နဲ့ပဲတစ်သက်လုံးပေါင်းတင်နေထိုင်နေကြတာကိုတွေ့ရပါသည်ဒါဟာသူတို့ရဲ့ခင်မုန်းပေါ်ကိုထားရှိတဲ့ခိုင်မာတဲ့သစ္စာတရားကိုပြသနေတာပါအိန္ဒိယမှာကွာရှင်းပြတ်ဆဲမှုနှုန်းတက်လာနေတယ်ဆိုပေမဲ့အနောက်နိုင်ငံတွေနဲ့ရှင်လိုက်ရင်တော့အများကြီးကိုနေပါနေပါသေးတယ်အိန္ဒိယရဲ့ကလေးမှုဖောက်မှုနှုန်းကလည်းဖွံ့ဖြိုးပြီးတော့နိုင်ငံတွေနဲ့ရှင်ရင်တော်တော်လေးမြင့်မားနေသေးပါပြများအားဖြင့်အိန္ဒိယအမျိုးသမီးတစ်ယောက်ကကလေး2ယောက်လောက်မွေးဖွားလေးရှိပါသည်ဒီကိန်းဂဏန်းကအရင်ကတည်းကညော်နေသွားတာမှန်ပေမဲ့အရေးပါတဲ့ပမာဏတစ်ခုဖြစ်တော့ရှိနေသေးပါပြီဒါပေမဲ့လူဖွဲ့စည်းရဲ့မျှော်လင့်ချက်တွေကတော့အမျိုးသမီးတွေပေါ်ဖိအားတွေဖြစ်နေတုံးပါပဲတချို့ဒေသတွေမှာအသက်20ကျော်ရွယ်အမျိုးသမီးတွေကိုအိမ်အောင်ပြုဖို့အသက်ကြီးလွန်ပြီလို့ယူဆကြပါသည်အိန္ဒိယအမျိုးသမီး65ရာခိုင်နှုန်းနီးပါးကစာတက်မြောက်ကြပြီးမြို့ပြမှာနေထိုင်သူအများစုကတော့အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောဆိုနိုင်ကြပါသည်ဒါပေမဲ့အလုပ်ကိုင်ခွင့်လန်းတွေမှာတော့ကြားမကွာချက်ကြီးမားနေသေးပါပဲမြို့ပြဒေသတွေမှာအမျိုးသမီးတွေလုပ်ငန်းခွင်ဝင်ရောက်နိုင်မှုနှုန်းက20ရာခိုင်နှုန်းလောက်ပဲရှိတာကြောင့်တခြားနိုင်ငံတွေနဲ့ရှင်ရင်တိတိတသားကိုနေပါနေပါသည်ဒါကြောင့်ပဲအချို့အမျိုးသမီးတွေကအသက်မွေးကန်းကြောင်းအတွက်ရောအိမ်အောင်ရေးအတွက်ပါပြည်ပမှာအခွင့်အလမ်းတွေကိုရှာဖွေလာခဲ့ကြတာပါ
ဒါတွေမကသေးပဲအန်ဒရီယာဂျီလက်ဒေတာတွေမှာမိဘပေးစားတဲ့အိမ်အောင်ရေးတွေကအခုတည်းရှိနေတုန်းဖြစ်တယ်လို့စင်ရနံပါတ်တဲ့ဒေတာတွေမှာဆိုရင်တို့သမီးတွေကိုအတင်းအဓမ္မလက်ထပ်ခိုင်းတဲ့အဆုံးရောက်ဖြစ်ရတွေလည်းရှိခဲ့ပါတယ်အကျိုးတော်လက်ထပ်ပွဲတွေဆိုရင်အမေရိကန်ဒေါ်လာ$35လောက်နဲ့တင်ပြီးစီးသွားတာမျိုးတွေရှိတယ်လို့လည်းသိရပါတယ်ကမ္ဘာလုံးဆိုင်ရာဆက်သွယ်မှုနဲ့အွန်လိုင်းအင်တာနက်ရှာဖွေရေးဝန်ဆောင်မှုတွေကျေပြန့်လာတာကြောင့်အခုဆိုရင်နိုင်ငံသားမျိုးသားတွေကအင်ဒရီယာမှာဇနီးလောင်းရှာဖွေဖို့ပို့ပြီးတော့လွယ်ကူလာပါပြီစိတ်ဝင်စားတဲ့သူတွေအတွက်အိမ်အောင်ဘက်ရှာဖွေရေးဝန်ဆောင်မှုအပါအဝင်အင်ဒရီယာကိုနှစ်ပတ်ကြာခရီးစဉ်သွားရောက်မယ်ဆိုရင်အမေရိကန်ဒေါ်လာ$3000ဝန်းကျင်လောက်ကိုကုန်ကျနိုင်ပါတယ်လှပတဲ့အယောင်အသွေးတွေစာရီလို့ခေါ်တဲ့ရိုးရာဝတ်စုံတွေနဲ့ဘောလိဝုဒ်စတိုင်အခါတွေကအင်ဒရီယာရဲ့ယဉ်ကျေးမှုကိုပို့ပြီးတော့ဆွဲဆောင်မှုရှိစေပါတယ်အင်ဒရီယာအမျိုးသမီးတယောက်ကိုလက်ထပ်တာကလူတယောက်ကိုလက်ထပ်ရုံနဲ့မဟုတ်ပဲကျွယ်ဝပြီးရှေ့ကျတဲ့ယဉ်ကျေးမှုရိုးရာကြီးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာတာလို့လည်းဆိုပါတယ်ဒီတော့တင်တို့ရောတင်ဆက်ပြီးသွားတဲ့ဒလိအပေါ်မှာဘယ်လိုများထင်မြင်မိတယ်ဆိုတဲ့တင်တို့ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ကြပါဦးဒီနေ့အတွက်တော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ